မင်္ဂလာပါရှင်သမီးတို့ရဲ့ပုံမြင်ပြောကြမယ်ဆိုတဲ့ channel လေးကိုကြည့်ရှုပြီးရင်အားလုံးပဲ like and subscribe လုပ်ပေးကြပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ခုပြောပြပေးမယ်ဝတ္ထုကတော့ဝန္နုပဋ္ဌဇတ်စိတ်တက်မကြတော့လှဲကုန်တယ်ဆိုတဲ့ပုံမြင်နော်တမီးဟုတ်ရှေးလွန်လေပြီးတော့ခါကတဲ့ဟိုးရှေးတော့ပေါ့တမီးရဲ့ဘာယာနတိပြိုးတော်မှာဗြဟ္မရမင်းကြီးထီနန်းဆိုးဆန်စင်ကတဲ့ဖျားလောင်းဟာလှဲကုန်တယ်မျိုးရိုး၌ဖြစ်ပြီးတော့ဝင်းအပြည့်ပါတယ်လှဲအစီး959ယူဇနာကျေးတဲ့တဲခန္ဓာရတစ်ခုတွေကိုဖျက်ပြီးကုံရောက်ထွက်ခဲ့တယ်တဲ့အဲ့ဒီတဲခန္ဓာရတဲ့ပူပြင်းမှုကြောင့်မို့လို့ညာပိုင်းတွင်သာခရီးသွားနိုင်ပြီးမိုးလင်းဒီနေရောက်ရရက်တွင်လှဲဖြုတ်ပြီးတဲဆောက်ပြီးနားနေကြရတယ်တဲခန္ဓာရရဲ့ကြည်ပြဲမှုကြောင့်နက္ခတ္တရာနားလေသူကိုလမ်းပြအဖြစ်ခေါ်ယူကခရီးထွက်ခဲ့ကြရတယ်59ယူဇနာခရီးတို့ရောက်တော့အခါယခုတညမောင်းလိုက်ရင်တဲခန္ဓာရမှာလွတ်တော်မီဟုလမ်းပြကပြောပြတယ်သူ့စကားကြောင့်မို့လို့လှေသားတွေကလက်ကြံရိတ်ခါအားလုံးကိုတုံးဆွဲပစ်လိုက်ကြပြီးတော့တောက်ရည်ပင်မကြံတော့ဘူးတဲ့သူတို့ဖွဲ့ဟာညနေစာစားပြီးဒီနဲ့ထိုစခန်းတောက်မှာထွက်ခဲ့ကြတယ်လမ်းပြသည်လဲပေါ်တွင်ထိုင်လိုက်ရင်ဝဲဘက်ကိုကွေ့ရာဘက်ကိုလိုက်ရှေ့တက်မောင်းစသည်ဖြင့်သူကညွှန်ကြားပေးရဲ့သူအရေးပြက်ခဲ့ရတဲ့ညာပေါင်းများသောကြောင့်လမ်းညွန်နေရင်ကအိုက်ကလမ်းပြအိပ်ပျော်သွားတယ်လမ်းညွန်တဲ့လူမရှိလို့နွားတို့ကလည်းလှဲသူ့ဘာသူလာရလိုင်းတိုင်းပြန်ပြီးတော့ရောက်လာကြရဲ့တဲ့မောင်းတဲ့လူမရှိတော့ဘူးလမ်းပြမရှိတော့ဘူးအဲ့ဒီချိန်မှာမိုးလဲလင်းရောတဲ့စခန်းဟောင်းကိုသူတို့ပြန်ရောက်နေကြောင်းသိလိုက်ကြရဲ့တဲ့လှဲမှုကြီးကလည်းစောစီးစွာရေရှာထွက်ခဲ့ပြီးတော့ရေကိုမတွေ့ဘူးတဲ့နေစာမျက်ဖုတ်ကလေးတစ်ခုကိုပဲတွေ့ရတယ်တဲ့အဲ့ကမျက်အုပ်ဒီမျက်ကလေးတွေပေါ့တမီးရဲ့အဲ့မျက်ကလေးတွေအောက်မှာရေရှိနိုင်ကြောင်းကိုအဲ့ကလှဲမှုကခံမှန်းမိလို့မို့လို့အဲ့နေရာကိုတူးခိုင်းလိုက်တာတဲ့အတောင်60နှစ်တဲ့အထိတူးမိကြတော့ရေမရသေးပဲကြောက်ဖြာကြီးတခုကခံနေရတဲ့အဲ့မှာလက်မှုကြီးကခွန်အားပလာနဲ့ပြေဆုံးပြီးတော့ဇွဲလုံးလာကြီးမားတဲ့လက်ဆွဲတော်လူငယ်တယောက်ကိုခေါ်ပြီးတော့ကြောက်ဖြာကိုထူခဲဖို့အတွက်တောင်းဝန်ပေးလိုက်တယ်တဲ့အဲ့ကလူငယ်ကလည်းတန်တူကြီးဖြင့်ကြောက်ဖြာကိုထုခွဲလိုက်ရအဲ့ကကြောက်ဖြာကြီးကကွဲပြီးတော့ထန်းလုံးပမာဏများရှိတဲ့ရေလုံးကြီးကပန်းထွက်လာတယ်အဲ့မှာရေတွေရပြီးတော့လူတွေနွားတွေအသက်ဘေးကနေပြီးတော့ချမ်းသာရတော့ကြပြီးတော့ချက်ပြုတ်စားတောက်ကြပြီးညနေနေဝင်ချိန်မှာလူရခကြီးကိုဆက်နိုင်ခဲ့ကြတော့တယ်တဲ့အဲ့ဒီထဲမှာပါတဲ့လက်ဆွဲတော်လူငယ်နဲ့ဝိရိယရော့တဲ့လှဲသားတွေအားလုံးဟာဗုဒ္ဓရဲ့ပရိသတ်တွေတဲ့အဲ့ကလှဲမှုကြီးကတော့ဗုဒ္ဓဖရာအလောင်းပေါ့နော်ဒုက္ခဒီအနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့တဲ့ဒုက္ခရဲ့နောက်မှာဒုက္ခအမြဲတမ်းရှိတတ်တယ်တဲ့တမီးလေးနော်